ကဲအားလုံးပဲမင်္ဂလာပါဖုန်းတက်ကြောင်နေလို့ရှိရင်ဒါမျိုးဆွဲမရဘူးဆိုလို့ရှိရင်ဒီအရေးကြီးလို့ကိုရုပ်တရားကြည့်ရ ICD အောက်ကတော့လာရဲတက်ဆွဲမရလို့ကြောင်းနေလို့ရှိရင်ဒါမျိုး OTG ဒီခေါင်းလေးနဲ့ပေါ့လေဒါမျိုး OTG ဒီမှာတိုက်စီရောအန်တာရောရတဲ့ OTG ခေါင်းလေးရယ်ပြီးရင်ဒါမျိုးကလုံးမဲ့ဒီလိုမျိုး wireless မောက်လေးတစ်လုံးရင်ပေါ့နော်အဲ့လိုမျိုးရှိရဆိုရင်ကိုယ်အိမ်မှာနည်းနည်းများပေါ့ကိုမှမလဲနိုင်နေလို့သုံးမယ်ဆိုရင်တော့သုံးလို့ဖြစ်တယ်ပေါ့ဗျာဒီလိုမျိုးဟုတ်တာလေးနဲ့ဆိုလို့ရှိရင်ဒီလိုမျိုးလေးထိုးလိုက်လို့ရှိရင်တက်ကတွဲပြအောင်ဆိုရင်အဲဒီလိုမျိုးမှာလက်တိုးတွေပိုင်းမှာတောင်းလို့မှာမောက်ကလေးပေါ်လာတယ်အဲ့ဒါလေးနဲ့ဆိုရင်ကိုလိုချင်တဲ့ဟုတ်တာကိုသုံးကြည့်လို့ရပါတယ်မျိုးပုံလေးဆိုရင်ဒီမှာကိုကလုပ်တဲ့ဟာကိုဒါပဲနေလုပ်လို့ရပါတော့ဒါလိုမျိုးလေးမောက်ကလေးရှိလို့ရှိရင်သုံးကြည့်လို့ရပါတယ်ဒါပေမဲ့အဲ့လို wireless မောက်မှရမှာလားဆိုတော့ wireless မောက်စေမဟုတ်လေရပါတယ်ဒီလိုမျိုးကျိုးဆိုရင်လည်းဒါမျိုးကျိုးနဲ့မောက်ဆိုရင်လည်းသုံးကြည့်လို့ရပါတယ်ဒါလေးထိုးပြီးတော့မောက်ကိုအမျိုးလေးရွှေ့လို့ရပါတယ်အဲ့လိုမျိုးနောက်ကိုလိုချင်တဲ့ဟုတ်တာကိုသုံးလို့ရပါတယ်မောက်ကိုဒီလိုလေးကိုလိုချင်တဲ့အားလေးကိုလုပ်ပြီးလို့ရပါတယ်ကျေးဇူးပါအားလုံးဆရာသမားများကြော်လာနိုင်ပါတယ်